သူလူမတက်ချင်ဘူးလို့ပြောနေတဲ့လူငယ်ကိုပါထက်လက်ရိုက်ကလက်စားချေဖို့အတွက်တွန်းအားပေးခဲ့ပြီးနောက်ပြန်ဆုတ်ဖို့ပြောနေတဲ့ဂျိုနာကိုလည်းသူတို့ကတေးချင်းတရားကိုအမဲလိုက်ဖို့လာတာဖြစ်လို့နောက်ပြန်ဆုတ်မှာမဟုတ်ကြောင်းပြောတဲ့အတွက်သူတို့ကတေးချင်းတရားကိုကင်တွယ်ဖို့လာတာဖြစ်ကြောင်းအခိုင်အမာပြောဆိုလိုက်ပြီးရှေ့ကိုဆက်လာကြပါတယ်လူတယောက်ကိုတတ်လိုက်မိတာကြောင့်ထိတ်လန့်နေတဲ့သူမကိုရွေးချယ်စရာမရှိလို့အခုလိုဖြစ်လာကြောင်းနှစ်သိမ့်ပေးနေတဲ့ West ကိုသူမတို့မှာအမြဲရွေးချယ်စရာရှိတယ်လို့ပြောတဲ့အခါရွေးချယ်စရာကနှစ်ခုသာရှိပြီးကိုကတတ်မလားဒါမှမဟုတ်ဘာမှမလုပ်ပဲအသေးခံမလားလို့မေးကရှေ့ကိုဆက်သွားဖို့ပြောပါတယ် West ရဲ့ပခုံးကဒဏ်ရာကိုမြင်သွားတဲ့သူမကအိမ်တစ်ခုရှိကိုခေါ်သွားပြီးဒဏ်ရာကိုဆေးထည့်ပြီးပတ်စံနေရလာရင်ဘာလို့မလဲလို့မေးနေတဲ့သူမကိုကမ်းခြေဘေးမှာအိမ်ကြီးကြီးတစ်လုံးဝယ်မှာဖြစ်တယ်လို့ပြောတဲ့အခါသူမကတော့တရွာလုံးကိုဝယ်ခြင်းကြောင်းပြောပြပါတယ်ဒီတော့တရွာလုံးကလူတွေထွက်သွားရတာလားလို့မေးနေတဲ့ West ကိုအနီးနားကစစ်သားတယောက်ပြောပြတာကအမိုးဆိုးတွေကဗိုလ်ချုပ်ကိုပတ်စံပေးကဒီနေရာကိုရှင်းလင်းခိုင်းလိုက်တာကြောင့်ရွာတွေကလူတွေနေဆက်ကိုပြောင်းသွားရတာဖြစ်ကြောင်းပြောရင်သူမရဲ့ရွာနဲ့မောင်လေးအတွက်ဆူတောင်းနေခဲ့ပါတယ်အဲဒီနောက်ဆက်လက်ထွက်ပြေးနေတဲ့ West တို့နှစ်ယောက်ကလမ်းကြောင်းတွေးလို့ပြောနေပေမဲ့ရှေ့ကိုဆက်သွားလိုက်တဲ့အခါမြေမြုပ်မိုင်းတွေရှိနေတဲ့ကြားကိုရောက်သွားပြီးနောက်ကလိုက်လာတဲ့ဂျိုနာတို့ကလည်းသူတို့ရှိနေတဲ့နားကိုရောက်လာတာကြောင့်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ရပါတယ်။ခြုံနေကြားတဲ့ကနေ West ဟာများတစ်ချောင်းပစ်လိုက်ပေမဲ့ဘသူကမှမထိတဲ့အပြင်သူရှိနေတာကိုတိသွားတဲ့ဂျိုနာတို့ကအနောက်ကလိုက်ပစ်ကြချိန်အနားမှာရှိနေတဲ့မိုင်းတစ်လုံးကိုထိမှန်သွားက West လည်းလင်းထွက်သွားသလိုတားကောင်ကိုပိတ်ဖမ်းလိုက်ပြီးဖြစ်လို့အေးအေးဆေးဆေးနေဖို့အတွက်မှားနေချိန်သူပိုက်တဲ့ဆိုသူကတနက်တစ်လက်ကိုပြင်ရင်ရှေ့ကိုချင်းကပ်လာပါတယ်။မိကုန်ရန်ကုန်ပြစ်ခတ်မှုကြောင့်ပုံနေလို့မရတော့တဲ့ West ဟာထိုနေရာကနေထပြီးလက်ထဲအသင်းပါလာတဲ့မြာနဲ့ပစ်ပြီးအဆုံးသတ်ပေးလိုက်ချိန်လက်ထဲကတနက်လွတ်ကျသွားတဲ့အခါမှာတော့မိုင်းတစ်လုံးကိုထိမှန်သွားပြီးတနေရာလုံးပေါက်ကွဲသွားပါတယ်။သူနဲ့အတူရှိနေအနေရများမှမလိုက်ခဲ့ဖို့အတင်းပေါင်းထုတ်တဲ့အခါပုံလို့ရမယ့်နေရာကောင်းကောင်းသူမှသိတာမလို့မငင်းနိုင်တော့တဲ့ West လည်းလိုက်လာခဲ့ချိန်ထိုနေရာကဂူတစ်ခုဖြစ်နေပြီးအထဲမှာလူတန်းကြားလို့တွားကြည့်တဲ့အခါသူမရဲ့မောင်လေးဖြစ်နေပါတယ်။ဒီတော့သူမနောက်ကပါလာတဲ့ West ကိုမင်းကဘသူလဲဆိုတာနဲ့ဂျိုနာတို့နဲ့တဖွဲတည်းမလားလို့ဆွဆွဲနေတာကြောင့်သူလည်းအမဲလိုက်ခံနေရတဲ့သူလို့ရှင်းပြပါတယ်။တစ်ချက်မကွာလိုက်လာကြတဲ့ဂျိုနာတို့ကလိုင်းပြတ်သွားတာကြောင့်ခြေရခံလို့မရတော့ပဲအခုဒီညကိုဒီမှာပဲစခန်းချဖို့အတွက်အဖွဲ့ကလူတွေကိုမှာကြားလိုက်ပါတယ်။အဲဒီနောက်ပျက်စီးသွားတဲ့နာရီလေးကိုကြည့်နေတဲ့ West အားဒီနာရီကိုဘာလို့အဲ့လောက်တောင်ယူဆိုင်နေရတယ်လို့မေးလာတဲ့သူမကိုဒါကသူ့ကိုမိတ်ဆွေတယောက်ပေးထားတာဖြစ်လို့သူ့အတွက်တန်မိုးရှိပြီးအမှတ်တရပျက်စီးလေးတစ်ခုဖြစ်ကြောင်းပြောနေတဲ့ West ရဲ့အနာကိုရောက်လာကဒဏ်ရာတွေကိုကြည့်ပြီးမနှက်ပြန်သူတို့အတူတူနေသက်ကိုဖြတ်မယ်လို့ဆိုပါတယ်။တစ်ဖက်မှာစခန်းချကအနားယူနေကြချိန်မာရှယ်ကခမရဘလို့လုပ်ပြီးဒီနယ်ပယ်ထဲကိုရောက်လာလဲလို့မေးတဲ့အခါသူ့ရဲ့အရေးချင်းကို CIA ကအတိမမပြုချင်တာကြောင့်အခုလိုအမဲလိုက်တာကိုစီးပွားရေးတစ်ခုလိုလုပ်လိုက်တာကသူ့အတွက်အောင်မြင်မှုရသွားသလိုဒီကဗိုလ်ချုပ်ကြီးကလည်းတပုံတွေကိုရန်ကုန်ထောင်ကိုပို့မှာဖြစ်လို့ဘလို့မဆိုတရားမဲ့တူသူတို့အမဲလိုက်တာကပိုကောင်းတဲ့အကြောင်းနဲ့ပျော်ရွှင်စရာတွေဖန်တီးရင်စီးပွားရေးကောင်းတစ်ခုဖြစ်လာကြောင်းရှင်းပြပါတယ်။အမဲလိုမှတ်နေတဲ့အိမ်မက်ကြောင့်ဂျော်နီဆိုတဲ့နာမည်ကိုအော်ခေါ်နေတဲ့ West ကိုတခြားလူတွေကြားသွားမှာဆိုလို့နှိုးလိုက်ပြီးဂျော်နီကဘသူလဲလို့မေးတဲ့အခါသူ့ရဲ့အခင်းဆုံးတငယ်ချင်းဖြစ်ကြောင်းနဲ့သူတို့နှစ်ယောက်ကိုထိုးသက်စေဖို့အတွက်ပတ်စံအများပြားကိုကမ်းလှမ်းလာတဲ့အတွက်လက်ခံလိုက်ကြပြီးကျိုးဝိုင်းတွင်းမှာသူ့ရဲ့ထိုးချက်တွေကလန့်လွန်သွားတာမို့သူ့ရဲ့အခင်းဆုံးတငယ်ချင်းပြန်နိုးမလာတော့အကြောင်းကိုစိတ်မကောင်းစွာပြောပြပါတယ်။စိတ်မကောင်းဖြစ်နေတဲ့သူကိုဒါကမတော်တဆမှုတစ်ခုဖြစ်ပြီးရှင်လဲအခုလိုဖြစ်စေချင်တာမဟုတ်ဘူးမလားလို့ဆိုကသူမကနှစ်သိမ့်ပေးပါတယ်။နောက်တနေ့မနက်နိုးလာတဲ့အခါဘေးကိုကြည့်လိုက်တော့ထုံမောင်နှမနှစ်ယောက်လည်းမရှိတော့သလိုသူ့ရဲ့ဒေါ်လာစံတန်းတန်နဲ့စိန်တို့လည်းရှိမနေတော့တာကြောင့် West တယောက်အမြန်ပြေးထွက်လာချိန်တစ်ဖက်မှာထုံမောင်နှမနှစ်ယောက်လည်းဂျိုနာတို့လက်ထဲကိုဖမ်းခံလိုက်ရတဲ့ပြင်တန်တန်းတစ်ခုပေါ်မှာဒူးထောက်ခိုင်းထားပါတယ်။ဂျပန်တွေကအခုရထားလမ်းကိုဆောက်လုပ်ဖို့အတွက်လူရောက်တဲ့သိန်းနီးပါးကိုတပ်ပစ်ခဲ့ကြပြီးအများစုကရိုက်တက်ခံရကြောင်းပြောရင် West ပေလာဗမာလဲလို့မေးတာကြောင့်စိန်တွေကိုယူပြီးသူတက်ခဲ့တာလို့ပြန်ဖြေနေတာမို့နောက်ကျောကနေကောပြားနဲ့ရိုက်တဲ့အခါသူ့မောင်ထက်ရိုက်ခံရမှာဆိုလို့အမှန်တိုင်းအိတ်နေတယ်လို့ပြောရတယ်သူမကိုပါမယုံတဲ့အတွက်ထက်ရိုက်ပြန်ပါတယ်ဒီအချိန်တန်လဲရဲ့အောက်ဘက်ကို West ကရောက်လာကမာရှယ်ဆိုသူကိုအနောက်ကနေဝင်ဖမ်းပြီးသူ့တက်နက်နဲ့သူ့ကိုချိန်ရထားလိုက်ပြီးနောက်သူဘသူကမှမတက်ခဲ့ကြောင်းနဲ့သူကဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူတယောက်လို့ကြောက်လန့်တရားပြန်ဖြေနေတဲ့မာရှယ်ကိုတစားခံတယောက်လို့ခေါ်သွားပါတယ်အဲဒီနောက်ထိုမောင်နှမကိုတက်ဖို့ပြင်နေချိန် West ကရောက်လာပြီးထိုလူနှစ်ယောက်ကိုလွှတ်ပေးလိုက်ဖို့ပြောတဲ့အခါဒီနှစ်ယောက်ကမင်းရဲ့စိန်တွေကိုခိုးသွားတဲ့လူလို့ပြောနေတဲ့ဂျိုနာကိုသူအခုပြန်လာယူတာဖြစ်လို့လွှတ်ပေးလိုက်ဖို့ပြောလိုက်ပြီးဂျိုနာရဲ့လက်ထောက်ကပြစ်ဖို့ပြင်နေတဲ့အတွက်သူ့ရဲ့ဖောက်တယ်တွေကိုအသိမခံနိုင်တာကြောင့်လွှတ်ပေးခိုင်းလိုက်ပါတယ်သူတို့နဲ့အတူသူ့ရဲ့စိန်တွေကိုပါထည့်ပေးလိုက်ဖို့ West ကပြောလိုက်တာမို့စိန်တွေလည်းထည့်ပေးလိုက်ပြီးကစားပွဲကပြီးဆုံးသွားပြီဖြစ်လို့လွတ်လန်းမရှိတော့ကြောင်းဂျိုနာကပြောလိုက်တော့ထိုမောင်နှမနှစ်ယောက်ကိုအရင်သွားနှိပ်ခိုင်းကသူကတော့နောက်မှတန်လန်းပေါ်ကခုံချလာမယ်လို့ပြောလိုက်ပါတယ်ထွက်ပြေးလာတဲ့ထိုမောင်နှမကိုဆိုဖီယာကဒိုးလေးနဲ့ချိန်ရထားပြီးစောင့်နေတာကြောင့်သူဖြည့်ရှင်းလိုက်မယ်လို့ပြောကမောင်ဖြစ်သူဝင်းကိုတောင်းပန်ကြောင်းပြောရင်တွန်းချလိုက်ပြီးသူ့ကိုမြက်ကမ်းပေးမှလာတွေ့ဖို့မှားပြီးတော့ယထာဘော်ကိုတက်သွားချိန်ပြေးလာတဲ့ဆိုဖီယာရဲ့ကန်နာကိုခံလိုက်ရပါတယ်
ဇာကန်နဲ့ရှေ့ကိုဆက်သွားတဲ့ West ကြောင့်ဂျိုနာရဲ့လက်ထောက်ချီကိုထိုလူကိုတွန်းထုတ်ကစတင်တိုက်ခိုက်နေခြင်းအတွင်းတစ်ဖက်မှာသူမတို့နှစ်ယောက်လည်းအသေးလေးတိုက်ခိုက်နေကြပြီးအသားစီးရသွားတဲ့တာဆိုတဲ့မိန်းကလေးကဆိုဖီယာကိုအဆုံးသတ်ပေးလိုက်ပါတယ်။တန်လန်းပေါ်မှာတော့အများနဲ့တယောက်ဘလို့မှအသားစီးမရတော့တာကြောင့် West လည်းရေထဲကိုခုန်ချလိုက်ခြင်းရေထဲကိုအတင်းရောက်နေတဲ့ဝင်းကသူ့အနာကိုလာဖို့လှမ်းခေါ်လိုက်ပြီးနောက်သူမလည်းရောက်လာတာမို့နောက်တစ်ခါအခုလိုမလုပ်ဖို့ပြောတဲ့အခါတောင်းပန်ကြောင်းပြောရင်စိန်တို့ကို West ချီပြန်ပေးလိုက်ပါတယ်။ဒီတော့ဆိုဖီယာတည်သွားကြောင်းလာပြောပြတဲ့လက်ထောက်ကိုအနည်းဆုံးတော့ West တို့ဘဲကိုသွားတယ်ဆိုတာသူတို့သိလိုက်ရကြောင်းဂျိုနာကဆိုပါတယ်။သူ့ကိုလိန်သွားလို့ဒေါသထွက်နေတဲ့ West ကမာရှယ်ဆိုစီရဲ့ကင်မရာတွေကမမိုရီကတ်ကိုထုတ်ကကင်မရာကိုရေထဲလွှင့်ပစ်လိုက်ချိန်သူမအခုလိုစိတ်တွေကိုခိုးလိုက်ရတာကသူမရဲ့ရွာအတွက်ဖြစ်တာမို့သူမမှလည်းရွေးချယ်စရာမရှိကြောင်းတောင်းပန်တဲ့အခါ West ကမင်းရဲ့စကားတွေကအမှန်နေဆိုတာသူဘလို့ယုံရမှာလဲလို့ပြန်မေးပါတယ်။နေဆက်ကိုဖျက်ကျော်သွားနိုင်ရင်အခုကိစ္စကိုတင်မုန်းချလိုက်ကြတာပေါ့လို့ West ကပြောပါတယ်။တစ်ဖက်မှာအခုဖြစ်စဉ်အားလုံးကိုရိုက်ယူထားတဲ့ကင်မရာကိုဂျိုနာကသိရှိသွားတဲ့အခါမာရှယ်ဆိုသူကိုမေးတော့သူဟာမဟုတ်ကြောင်းညင်ရင်ဘလို့မှဆက်မပြေတော့တာကြောင့်ဂိမ်းရေးဆွဲဖို့အတွက် idea လိုတာမို့အခုလိုလုပ်လိုက်ရတာဖြစ်ပြီးသူတို့အတူတူပြောင်းနေတဲ့မမိုရီကတ်ကိုပြန်ယူလို့ရကြောင်းပြောနေတဲ့မာရှယ်ရဲ့ level ကိုဓာတ်နဲ့လှီကအဆုံးသတ်ပေးလိုက်ပါတယ်။အဲဒီနောက် West ရဲ့ဒီနေရာကိုအချက်ပြလာကြောင်းပြောလာတဲ့လက်ထောက်ကိုအခုသွားဖို့အတွက်မှာနေချိန်စပိန်နိုင်ငံသားကအခုလိုခြေရခံတာကတိတ်ခမရှိတဲ့ကလင်ကချစ်လို့ရပဲဆိုကဂျိုနာရဲ့ level ကိုဓာတ်နဲ့ချိန်ရင်လာတဲ့အတွက်အခုအေးကြီးတာကတိတ်ခမဟုတ်တော့ပဲအခုမှန်တန်ကမင်းရဲ့နာမည်ကိုလည်းကြာဆင်းစေမှာဖြစ်လို့သူတို့အတူတူ West ကိုရှာဖို့နားချပါတယ်။တက်တုံးတစ်ခုနဲ့မျောလာတဲ့3ယောက်သားအခုရောက်လာတဲ့နေရာကသူတို့ဖြတ်သွားလို့ရမှာမဟုတ်လို့ West ကတခြားနေရာကိုဥဆောင်ခေါ်သွားလိုက်ပြီးနေကမ်းဘေးမှာပုံနေချိန်ထိုနေရာကိုဂျိုနာတို့ကလည်းရောက်လာကြတဲ့အတွက်သူတို့သွားတဲ့နေရာတိုင်းနေရာအတိအကျရောက်လာတာကဘာလို့လဲလို့တွေးကစိန်တို့ကိုဖွင့်ကြည့်လိုက်ချိန်ခြေရကန်ဆက်ကိုတွေးသွားပါတယ်။ဒါကြောင့်ခြေရကန်ဆက်ကို West ကယူထားမှဖြစ်လို့ထိုမော်နမကိုတော့နေဆက်ကိုဖြတ်သွားဖို့မှာပြီးစိန်တို့ကိုထည့်ပေးလိုက်တဲ့ပြင်သူတို့တွေပြန်ပေးဆက်အောင်လုပ်ပေးဖို့တောင်းဆိုကမမိုရီကတ်ကိုပါထည့်ပေးရင်သူအခုတိုက်ခိုက်ရမယ့်အရာကိုရှာတွေ့သွားပြီဖြစ်တာကြောင့်ရန်သူရဲ့စခန်းတွေကိုတယောက်တည်းဝင်သွားလိုက်ပါတယ်။ဒီလိုနဲ့စခန်းတွေကိုရောက်လာတဲ့ West ကစီပုံးတစ်ပုံးကိုအပေါက်ဖောက်ခဲ့ပြီးလေစီးနားမှာလှုပ်နေတဲ့စစ်သားတယောက်ကိုလည်းတတ်လိုက်တဲ့အပြင်မော်တော်ဘုတ်ကိုမောင်းပြေးကခုနကစီတိုင်းကိုလည်းဖောက်ခွဲခဲ့လိုက်ပါတယ်။အခုလိုလှုပ်သွားတာကိုအတော်လေးဒေါသထွက်သွားတဲ့ဂျူနာတယောက်မြန်မာဗိုလ်ချုပ်ကိုအကူအညီတောင်းကမြန်မာစစ်သားတွေကို West ရဲ့အနောက်ကိုအမြန်လိုက်ခိုင်းနေချိန်နွားရင်တပ်သမားအက်စပါတိုကတော့လှင်းနဲ့ပြေးဖို့လုပ်နေတဲ့ထိုမောင်နှမရှိရာကိုရောက်လာပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။အခုလိုတိုက်ခိုက်ရတာကသူ့အတွက်အရင်ကကျွဲရင်တကောင်ကိုတတ်ခဲ့တဲ့အခိုက်အတန့်ကိုအမှတ်ရစေကြောင်းပြောနေချိန်ပြေးဝင်လာတဲ့ဝင်းရဲ့မျက်နှာကိုအဝိစနဲ့အုပ်ကအနောက်ကနေဓာတ်နဲ့ထိုးလိုက်ပါတယ်။မြန်မာစစ်သားတွေက West ရဲ့အနောက်ကိုလိုက်နေတဲ့အခါမှာတော့ဂျိုနာကတော့ဟယ်လီကော်ပတာနဲ့မော်တော်ဘုတ်ကိုအထက်စီးကနေလိုက်ကအသေးလေးပစ်ခတ်နေသလိုနေဆက်ကိုမဖြတ်ခင်အမြန်ဖမ်းမှုလိုကြောင်းမြန်မာစစ်သားတွေကိုပြောရင် West သွားနေတဲ့လမ်းကြောင်းကိုဒုံးချီနဲ့ပစ်တာလိုက်ပါတယ်။တစ်ဖက်မှာအစပါတိုရဲ့လက်ရည်ကိုမရှင်းနိုင်ကြတဲ့မောင်နှမနှစ်ယောက်လည်းအလူးလဲခံနေရချိန်အမဖြစ်သူကိုတတဲမဲမဲထိုးနေတာကြောင့်ထိုးလူရဲ့အနောက်ကနေမှိန်းနဲ့ထိုးလိုက်တဲ့အတွက်ရေထဲပြုတ်ကျသွားတဲ့အခါပြန်တက်ဖို့လုပ်နေတဲ့အစပါတိုရဲ့ရင်ဝါကိုစောင့်ထိုးရင်းအဆုံးသတ်ပေးလိုက်ပါတယ်။ပတ်လည်းပစ်ခတ်နေတဲ့ကြည်စံတွေကြားမှာ West မောင်းလာတဲ့မော်တော်ဘိုးရဲ့အင်ဂျင်ကိုထိမှန်သွားတာမို့ထိုင်းဘက်ကိုမရောက်ပဲမြန်မာကမ်းစက်ကနေပဲချင်းလင်းလျှောက်သွားရင်မြန်မာစစ်သားတွေကိုရှင်းလင်းကတရားဘက်ကိုရောက်လာချိန်ဂျိုနာကလည်းသူ့ရဲ့လင်းကိုတရားနာမှာရက်ခိုင်းလိုက်ပြီးထိုင်းဘက်ကိုသွားမဲ့လမ်းမှာပိတ်ဆောက်နေပါတယ်။အဲဒီနောက်ပိတ်ဆောက်နေတဲ့ဂျိုနာကအသက်ကြီးပိုင်းလူတယောက်ကိုအနားခေါ်လိုက်ပြီးမင်းထွက်မလာရင်ဒီလူကိုတတ်မှဖြစ်ကြောင်းပြောနေရင်ထွက်မလာတာကြောင့်ပြစ်လိုက်ခါနောက်တက်ကလေးတယောက်ကိုလည်းအနားကိုခေါ်လိုက်ပါတယ်။ကလေးတယောက်ကိုတတ်မှဖြစ်တာကြောင့် West တယောက်မတက်တာတဲ့အစုံပုံးနေတဲ့နေရာကနေထွက်လာတော့ကလေးကိုလှုပ်ပေးလိုက်ပြီးမမိုရီကတ်ဗမာလဲလို့မင်းနေတဲ့ဂျိုနာကိုသူ့ရဲ့ဖင်ထဲမှာဖြစ်ကြောင်းရွေ့ပြောနေတာကြောင့်မင်းရဲ့ဖင်ထဲမှာဆိုကူထုတ်ပေးမယ်လို့ပြောကရိုက်နှက်ကန်ကြောက်ပါတယ်။မင်းကဘာကောင်းမှမဟုတ်ပဲအခင်းဆုံးတငယ်ချင်းကိုတောင်ပြန်တက်တဲ့တရိษံလိုလူတယောက်ဖြစ်တဲ့အပြင်မိန်းမတယောက်ကိုမုံဆုံးမဖြစ်အောင်လုပ်ခဲ့ပြီးတားတယောက်ကိုဖခင်မဲ့သွားအောင်လုပ်တဲ့လူလိုဂျိုနာကပြောဆိုရင်မမိုရီကတ်ကအဲ့ဒီမိန်းကလေးရှိမှဆိုရင်လေထိုမိန်းကလေးနောက်ကိုလိုက်ဖမ်းမှဖြစ်ကြောင်းပြောပြီးအနောက်မှာအသင်းဆောင်နေတဲ့လူ9ယောက်နဲ့တိုက်ခိုက်ခိုင်းပါတယ်။အများနဲ့တယောက်ကိုအခွင့်မတာပဲပတ်လက်တိုက်ခိုက်နေကြတဲ့လူတွေကိုခုခံနေချိန်ဘီယာလေးတောက်ရင်ပွဲကိုထိုင်ကြည့်နေတဲ့ဂျိုနာကသူ့ရဲ့လက်ထောက်ကိုဝင်မပါဖို့မှားလိုက်ပြီးချိန် MMA fighter တယောက်ဖြစ်တဲ့ West က4ယောက်ကိုအမောက်တိတ်ကကြမ်းရှိနေသေးတဲ့မိန်းကလေးကိုလည်းလက်သီးချက်တစ်ချက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်။ခုနကပြောခဲ့တဲ့စကားတွေကအမှန်တွေပဲဖြစ်ကြောင်းနဲ့ West ကတော့သူကဘာကောင်းမှမဟုတ်ပေမဲ့အခုတော့အပြစ်ကြွေးကိုပြန်ဆက်မယ်လို့ပြောလိုက်တဲ့စကားကိုဂျိုနာကသဘောကျသွားပြီးသူ့ရဲ့လက်ထောက်နဲ့ချခိုင်းပြန်ပါတယ်။အခုလိုမတရားခံလိုက်ရတာကြောင့်ဒေါသတွေထိမ့်မင်းအောင်ထွက်လာတဲ့ West ရဲ့လက်သီးချက်တွေကပုံမပြင်းထန်လာခဲ့သလိုသူနဲ့တိုက်ခတ်နေတဲ့လက်ထောက်ကိုလည်းအသေးလက်ထိုးနှံပြီးချိန်အနောက်ကနေတနက်နဲ့ပြစ်ဖို့လုံးနေတဲ့ဂျိုနာရဲ့ရှေ့မှာထိုးလူကိုကာလိုက်တာကြောင့်အချိန်ကိုက်ထိမှန်သွားပြီးဂျိုနာရဲ့လက်ထောက်လည်းအဆုံးသတ်သွားခဲ့ပါတယ်။ West ရဲ့လင်မြန်တဲ့ထိုးချက်တွေကြားမှာမြေပြင်ပေါ်လဲကျသွားတဲ့ဂျိုနာကိုတွေးလေးလေးထွက်တဲ့ထိထိုးပြီးနောက်တနက်ကိုကြီးဖြည့်ကထားလာဖို့အမိန့်ပေးရင်အချိန်ကိုရေတွက်နေချိန်မြန်မာစစ်တပ်ကရောက်လာတာကြောင့်အပျော်ကြီးပျော်သွားတဲ့ဂျိုနာကသူ့ကိုအမဲလိုက်လို့ရမှာမဟုတ်ကြောင်းပြောက West ကိုတပ်ဖို့မြန်မာဗိုလ်ချုပ်ကိုအမိန့်ပေးလိုက်ပါတယ်။ထိုင်းဘက်ကန်ကနေအပြေးလွှားရောက်လာတဲ့မိန်းကလေးကမပြစ်ဖို့တားရင်သူမမပါလာတဲ့စိန်တို့ကိုမြန်မာဗိုလ်ချုပ်ရှိပေးလိုက်တဲ့အခါငွေရရင်အရာအဆင်ပြေတဲ့ဗိုလ်ချုပ်ကနောက်ပြန်လှည့်နေတာမို့ညစ်ပတ်တဲ့ကောင်လို့ပြောကခါးတဲ့ကတနက်ကိုနှိုက်ထုတ်ပြီး West ကိုပြစ်ဖို့လုံးနေတဲ့ဂျိုနာကိုမြန်မာစစ်သားတွေကအဆုံးသတ်ပေးလိုက်ပြီးပဲဖြစ်ပါတယ်။အမဲလိုက်မှုကြီးလည်းအဆုံးသတ်သွားရင်တော့ထိုတရားပေါ်မှာထိုင်နေရင်သူမတို့ကိုကူညီပေးခဲ့တာကျေးဇူးတင်ကြောင်းပြောကသူမလက်ထဲမှာကြန့်ရှိနေသေးတဲ့စိန်ချို့ကို West ရဲ့လက်ထဲကိုပြန်ပေးနေတာမို့စိန်နေ
နီကိုတဝက်ပဲပေးလိုက်တာလားလို့မင်းနေတာကိုပြန်မဖြေပဲကမ်းခြေနဘေးမှာအိမ်ဆောက်ဖြစ်အောင်ဆောက်ဖို့မှာပြီးထွက်သွားပါတယ်။အင်းနောက်တငယ်ချင်းဖြစ်သူရဲ့ဇနီးကစာရဆောင်ပို့ပေးထားတာမလို့ဖတ်ကြည့်တဲ့အခါကျိုးဝိုင်းထဲမှာဂျော်နီတည်သွားရတာကိုအပြစ်တင်မနေဘူးနဲ့သူမခွင့်မလွတ်ပေးနိုင်တာကိုတော့အားနာကြောင်းနဲ့ရာရာအတွက်ကျေးဇူးတင်ကြောင်းရေးသားထားပါတယ်။ဒီတော့အရင်လိုစိတ်တွေလင်မနေတော့ပဲ West ကြောက်တင်တန်းတစ်ခုဖွင့်လက်ကကလေးတွေကိုသူ့ရဲ့တိုက်ခိုက်နေတွေကိုတင်ကြပေးရင်ဇလန်းလေးလည်းပြီးဆုံးသွားပါပြီ။ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြဖို့ကိုလည်းတောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်။